ရှေ့မှာတင်ပြထားတဲ့ဗီဒီယိုတွေကပေါင်းခြင်းအထီးရှင်းကိုကျွမ်းကျင်ပိုင်နိုင်သွားခဲ့ပြီဆိုရင်တော့ဒီနေ့မြောက်ပြီးမဲ့နှုတ်ချင်း subtraction ကိုလည်းအလိုအလျောက်ကျွမ်းကျင်ပိုင်နိုင်သွားပြီလို့မှတ်လို့ရပါပြီနော်ဘယ်လိုမျိုးကျွမ်းကျင်ပိုင်နိုင်သွားမှလဲဆိုတာဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုလိုက်ရအောင်နော်မင်္ဂလာပါခင်ဗျာကျွန်တော်ဆရာကျွမ်းပဲပါကျွန်တော်မျှဝေပေးနေတဲ့ full business operation အခြေခံလုပ်ထုံးလုပ်နည်းတွေဖြစ်တဲ့ပေါင်းခြင်း addition နှုတ်ချင်း subtraction မြောက်ခြင်း multiplication စားခြင်း division ဆိုတဲ့အကြောင်းအရာတွေကိုမျှဝေပေးနေရကနေဒီနေ့မှာတော့နှုတ်ချင်း subtraction ဆိုတဲ့အကြောင်းအရာလေးကိုရောက်ရှိလို့လာခဲ့ပြီဖြစ်ပါတယ်နှုတ်ချင်း subtraction ကိုကျွမ်းကျင်ပိုင်နိုင်ဖို့အတွက်ဆိုရင်တော့သူ့ရဲ့ရှေ့မှာတင်ပြခဲ့တဲ့သင်ခန်းစာလေးဖြစ်တဲ့ပေါင်းခြင်း addition ကိုကျွန်တော်တို့ပထမဦးဆုံးကျွမ်းကျင်ပိုင်နိုင်ခဲ့ဖို့လိုအပ်ပါတယ်။ဘာကြောင့်လဲဆိုတော့ကဲဥပမာလေးနဲ့ကြည့်လိုက်ကြရအောင်။3ထဲကနေကျွန်တော်တို့2ကိုနှုတ်မယ်။3ထဲက2နှုတ်ဘယ်လောက်တုံး1ဒါလူတိုင်းသိရပေါ့နော်။ဒါဆိုရင်ကျွန်တော်တို့က2ထဲကနေပြီးတော့3ကိုနှုတ်မယ်ဆိုရင်ရောအဖြေဘယ်လောက်ရမှာတော့ပေါ့။အနှုတ်4ထဲကနေပြီးတော့5ကိုနှုတ်မယ်ဆိုရင်ရောအဖြေဘယ်လောက်ရမှာတော့ပေါ့။ဒါမှမဟုတ်9ထဲကနေပြီးတော့အနှုတ်6ကိုနှုတ်မယ်ဆိုရင်ရောအဖြေဘယ်လောက်ရမှာတော့ပေါ့။အစရှိတဲ့ဖြင့်အဖြေတွေကိုလွယ်ကူသွားတဲ့စဉ်းစားဆုံးဖြတ်နိုင်မှုအတွက်ဆိုရင်တော့ကျွန်တော်အခုမျှဝေပေးမယ်နည်းလေးကိုသိထားဖို့လိုအပ်ပါတယ်။ကဲဒါဆိုရင်ကျွန်တော်လည်းတူကြည့်လိုက်ကြရအောင်နော်။ကနေနှစ်ကိုနှုတ်တယ်တစ်ရတယ်ဒါကိုလူတိုင်းသိတယ်။အဲ့ဒီရဲ့နည်းလေးကိုမှကျွန်တော်မျှဝေပေးမယ်နည်းလေးနဲ့ပထမဆုံးစပြီးချင်းကပ်ကြည့်မယ်။ရှုပ်မသွားဘူးညှော်လင့်ပါတယ်။မရှုပ်အောင်လဲကျွန်တော်ပြောပြပေးပါမယ်လွယ်လေးလွယ်ပါတယ်ဘယ်လိုလေးလဲဆိုတော့ကျွန်တော်ကြည့်လိုက်ရအောင်နော်ဟုတ်ပြီဒါဆိုရင်ကျွန်တော်ကဒီဟာလေးကိုမချင်းကပ်ခင်မှာကျွန်တော်ကမေးခွန်းလေးအချိတ်ဆက်ပေးဖို့ရှိတယ်ပေါ့နော်အဲ့ဒါဘာလဲပေါ့ကျွန်တော်တို့အရက်လေးမျက်နှာကိုခေါ်တဲ့အခါမှာအရှိနဲ့အနောက်ဘယ်လိုသဘောတဘာဝရှိလဲပေါ့တောင်းနဲ့မြောက်ဘယ်လိုသဘောတဘာဝရှိလဲပေါ့အပေါ်နဲ့အောက်ဘယ်လိုသဘောတဘာဝရှိလဲပေါ့ဒီလိုမေးခွန်းလေးတွေကကျွန်တော်အခုလိုအခြေခံပေါ့နော်လက္ခဏာကိုကျွမ်းကျင်ပိုင်တော့သင်တဲ့အခါမှာကလေးတွေကိုကျွန်တော်မေးနေကြမေးခွန်းလေးပဲဖြစ်ပါတယ်ဒါဆိုရင်အရှိနဲ့တော့အပေါ်နဲ့အောက်တောင်းနဲ့မြောက်ဘလို့သဘောတဘာဝရှိတော့ဆန့်ကျင်ဘက်သဘောတဘာဝရှိတယ်ပေါ့အရှိနဲ့အနောက်ကဆန့်ကျင်ဘက်တောင်းနဲ့မြောက်ကဆန့်ကျင်ဘက်အဲ့လိုအတိုင်းပဲကျွန်တော်တို့ကလည်းပဲလက္ခဏာမှာ2မျိုးပဲရှိတယ်အပေါင်းနဲ့အနှုတ်ကလည်းပဲဆန့်ကျင်ဘက်သဘောတဘာဝရှိပါတယ်ဆိုတဲ့ကလေးတွေကိုကျွန်တော်ရင်းဆုံးညှောက်ဝေပေးပြပါတယ်ဒါဆိုရင်ကျွန်တော်တို့ကအဲ့ဒီသဘောတဘာဝရှိတဲ့ဟာကိုကျွန်တော်တို့လက်တွေအသုံးချမယ်ပေါ့နော်ဟုတ်ပြီဘယ်လိုအသုံးချမှာတော့ပေါ့ဟုတ်ပြီကျွန်တော်တို့ကအနှုတ်ကိုတွေ့ရတယ်ကျွန်တော်တို့ကျွမ်းကျင်ပိုင်နိုင်ခဲ့ပြီးသားဖြစ်တဲ့အပေါင်းကိုကျွန်တော်တို့ပြောင်းမှမယ်ဒါကြောင့်ကျွန်တော်တို့ကအနှုတ်ကိုတွေ့တာနဲ့အပေါင်းကိုလက္ခဏာအဖြစ်ချိန်မှမယ်ဘာလို့ချိန်တာတော့ကျွန်တော်တို့အနှုတ်ကိုမသိသေးဘူးကျွန်တော်တို့ရှေ့မှာအပေါင်းဆိုတဲ့ဟာကိုကျွမ်းကျင်ပိုင်နိုင်ခဲ့ပြီးသားဒါဆိုရင်ကိုကျွမ်းကျင်ပိုင်နိုင်ခဲ့တဲ့အနှုတ်ကနေအပေါင်းကိုပြောင်းပလိုက်တယ်ပေါ့အဲ့လိုပြောင်းလိုက်တာနဲ့တပြိုင်နက်တည်းအနှုတ်နဲ့အပေါင်းဘယ်လိုသဘောတဘာဝရှိလို့ဆိုတော့ဆန့်ကျင်ပဲသဘောတဘာဝရှိတယ်တနည်းအားဖြင့်ပြောင်းပြန်သဘောတဘာဝရှိတယ်ပေါ့ဒါကြောင့်ကျွန်တော်တို့ကအနှုတ်ကိုအပေါင်းအဖြစ်ပြောင်းပြန်ပြောင်းလိုက်တာနဲ့နောက်ကကိန်းကိုလည်းပဲကျွန်တော်တို့ကပြောင်းပြန်ပြောင်းပြဖို့လိုအပ်ပါတယ်အဲဆိုရင်ပြောင်းပြန်ဘယ်လိုပြောင်းမလဲပြောင်းပြန်ပြောင်းရတာလွယ်ပါတယ်ကိန်းဒီမှာလက္ခဏာပေါ်မူတည်ပြီးတော့အမျိုးအစားခွဲခဲ့တဲ့အခါ2မျိုးပဲရှိတယ်ဆိုတာသိပြီးသားဖြစ်ပါတယ်ဘာနဲ့လဲဆိုတော့အပေါင်းကိန်းနဲ့အနှုတ်ကိန်း positive number နဲ့ negative number ဆိုပြီးတော့ရှိတာဖြစ်ပါတယ်ဒါဆိုရင်ကျွန်တော်တို့ငကိုမူလာကိန်းမှာကျွန်တော်ကြည့်လိုက်တဲ့အခါမှာ2ပေါ့2ဆိုတော့သူ့ရဲ့ရှေ့မှာဘာမှမရှိဘူးဆိုတော့ကျွန်တော်တို့ကအလိုအလျောက် positive number လို့အပေါင်းကိန်းကိုလက်ခံခဲ့ပြီးသားဒါဆိုရင်ကျွန်တော်တို့ကအပေါင်း2ကိုပြောင်းပြန်ပြောင်းတော့ဘာဖြစ်သွားမှာတော့အနှုတ်2ပေါ့ဒီလိုမျိုးလေးဖြစ်သွားမှာပဲဖြစ်ပါတယ်နော်ဒါဆိုရင်ကျွန်တော်တို့အနှုတ်ကိုဘယ်လိုဖြည့်ရှင်းမလဲသွားပါမယ်အဆင့်20နဲ့ဖြည့်ရှင်းပါမယ်အနှုတ်ကိုတွေ့ရင်အပေါင်းပြောင်းနောက်ကကိန်းကိုပြောင်းပြန်ပြောင်းတယ်ဆိုတာကအပေါင်း2ဆိုရင်အနှုတ်2အနှုတ်3လို့တွေ့ရင်အပေါင်း3အနှုတ်4လို့တွေ့ရင်အပေါင်း4အစရှိတဲ့ဖြင့်လက္ခဏာကိုချိန်ပြလိုက်တာကိုကျွန်တော်တို့ကပြောင်းပြန်ပြောင်းတယ်လို့ဒီနေရာမှာသတ်မှတ်ပါမယ်ကဲဒါဆိုရင်ကျွန်တော်တို့ကဒီမှာဆိုရင်အပေါင်းဖြစ်သွားရင်ကျွန်တော်တို့ကမကျွမ်းဘူးလားကျွမ်းတာပေါ့အပေါင်းမှာလက္ခဏာတူရင်1မျိုးလက္ခဏာမတူဘူးဆိုရင်1မျိုးဆို2မျိုးပဲရှိတာဖြစ်ပါတယ်ဒါဆိုရင်ကျွန်တော်တို့ကဒီနေရာမှာဖြည့်ရှင်းတဲ့အခါမှာအပေါင်းကိုရှေ့မှာက3ဆိုတော့အပေါင်း +3 ပေါ့နောက်မှာက -2 ဆိုတော့အနှုတ်2ပေါ့အဲဒါဆိုအပေါင်း3နဲ့အနှုတ်နဲ့လက္ခဏာမတူဘယ်လိုလုပ်မှာတော့အဆင့်1ကြီးရတဲ့ငယ်တာနှုတ်ကြီးတဲ့လက္ခဏာတက်ဒါဆို3နဲ့က2ကိုနှုတ်တော့1ရပါတယ်ကြီးတဲ့လက္ခဏာက3ဆို3ရဲ့လက္ခဏာအပေါင်းဆိုအပေါင်းရေးစရာမလိုပါဘူးဒါကြောင့်ကျွန်တော်တို့က3နဲ့ကနေ2ကိုနှုတ်တဲ့အချိန်မှာ1ရခြင်းဖြစ်ပါတယ်အခုလိုမျိုးနီးလေးကိုစိတ်ရှည်စွာနဲ့ပေါ့နော်လေ့လာပြီးသွားပြီဆိုတော့အောက်ကနေပြီးတော့ကျတော့ဘလူးကိန်းတွေကိုပဲနှုတ်အနှုတ်ဆိုတာနဲ့ကျွန်တော်တို့ကလက္ခဏာမှာကျွမ်းကျင်ပိုင်နိုင်ပြီးသားဖြစ်သွားမှာပဲဖြစ်ပါတယ်သူ့ရဲ့တန်ဖိုးတွေကိုပေါ့နော်ဒါဆိုရင်ကျွန်တော်တို့ကနှုတ်ကိုမြန်ဆန်လေးနဲ့ချင်းကပ်ကြည့်လိုက်ရအောင်အနှုတ်ကိုတွေ့ရင်အပေါင်းပြောင်းလိုက်ပြီးနောက်ကကိန်းကိုပြောင်းပြန်ဆိုတော့ကျွန်တော်တို့ကဘယ်လိုမှဆိုတော့ပြောင်းပြန်ဆိုတာဘယ်လိုလုပ်ဒီမှာဘာတွေ့တုံးပေါ့ဒီမှာဘာတွေ့တုံးဆိုရင်ကျွန်တော်တို့က3တွေ့တယ်ပေါ့ဒါဆို3 +3 ပေါ့ပြောမယ်ဆိုတော့နော်3ရဲ့ပြောင်းပြန်ပါတော့အနှုတ်3ပေါ့ဒါဆိုရင် -3 ပေါ့ဒီလိုမျိုးလေးရမှာဖြစ်ပါတယ်ဒါဆိုရင်ကျွန်တော်တို့ဘာအဖြေရမလဲဟောဒါဆိုကြည့်တယ်လက္ခဏာတူလားမတူဘူးလက္ခဏာမတူရင်ကြီးရဲ့ထဲကငယ်တာနှုတ်ကြီးရဲ့လက္ခဏာတက်ဆိုတော့3နဲ့က2နှုတ်တော့ထုံးစံအတိုင်း1ရမယ်ပြီးသွားရင်ဘာလို့မအောင်ကြီးရဲ့လက္ခဏာ u ဆိုတော့ကြတော့ဘာဖြစ်မအောင်ဆိုတော့အနှုတ်ကကြီးရဖြစ်တဲ့အတွက် negative ပေါ့နော်-1 ဆိုပြီးတော့ဖြေလေးရမှာဖြစ်ပါတယ်ဒါဆိုရင်အောက်ကဟာတွေကိုလည်းကျွန်တော်တို့အခုပြောသွားနည်းလေးနဲ့ဖြည့်ရှင်းကြည့်မယ်ဘယ်လိုနည်းလေးလဲဆိုတော့ကြတော့အနှုတ်ကိုတွေ့ရင်အပေါင်းပြောင်းနောက်ကကိန်းကိုပြောင်းပြန်ပေါ့အဲဆိုကျွန်တော်တို့ကပြောင်းပြန်လိုက်ယူတတ်သွားပြီးလွယ်ဆိုတော့ကြတော့လက်တွေ့လေးဖြည့်ရှင်းကြည့်လိုက်ကြရအောင်ဒါဆိုရင်အနှုတ်ကိုတွေ့တော့ကျွန်တော်တို့အပေါင်းပြောင်းလိုက်ပြီးနောက်ကကိန်းက5ဆိုတော့ကျွန်တော်တို့ကnegative 5ဆိုပြီးတော့ဖြစ်သွားမယ်ဒါဆိုရင်ဒီမှာလည်း negative ဒီမှာလည်း negative အနှုတ်ချင်းတူတယ်အနှုတ်ချင်းတူရင်ကျွန်တော်အပေါင်းမှာမလုပ်တာတော့လက္ခဏာတူရင်အဆင့်1ပေါင်းတူရဲ့လက္ခဏာတက်ဆိုစစချင်းပေါင်းလိုက်မယ်4နဲ့5နဲ့ပေါင်းတော့ကျွန်တော်တို့9ဆိုပြီးတော့9ရမယ်တူရဲ့လက္ခဏာဘာတူတော့ negative တူတော့ negative တက်လိုက်ရုံပါပဲဒါဆိုရင်ကျန်တာတွေကလည်းလွယ်လေးဖြစ်သွားပါပြီ
အနှုတ်ကနေတွေ့ရောအပေါင်းပြောင်းနောက်ကကင်းကိုကျွန်တော်ပြောင်းပြန်တော့ဒီနေရာမှာကျွန်တော်ကြည့်လိုက်တဲ့အခါဘာတွေ့လို့ဆိုတော့ negative 6ပေါ့ negative 6ကိုကျွန်တော်တို့က positive 6လို့ပြောင်းချင်တယ်ဆိုရင်6ပေါ့ဒါဆိုရင်ကျွန်တော်တို့က7 + 6 equal to လက္ခဏာ2ကိုပေါင်းလိုက်ပြီး13ကို2ရဲ့လက္ခဏာတက်ဆိုတော့အပေါင်းဆိုတော့တက်စရာမလိုဘူးပေါ့ဒါဆိုနောက်တစ်ခုလေးကျွန်တော်ဖြည့်ရှင်းကြည့်မယ်အနှုတ်ကိုတွေ့တယ်ဒါဆိုရင်ကျွန်တော်တို့ကအပေါင်းပြောင်းလိုက်ပြီးနောက်ကကင်းကိုလှမ်းကင်းပြောင်းဆိုတော့ negative 15ဆိုတော့ကျွန်တော်တို့က positive 15ပြောင်းလုပ်လိုက်မယ်ဒါဆိုရင်ဘယ်လိုဖြစ်သွားပြီလို့ကြည့်လိုက်တဲ့အပေါင်းဆိုကျွန်တော်ကြွမ်းပြီးသားအပေါင်းမှာလက္ခဏာတူရင်တစ်မျိုးမတူရင်တစ်မျိုးဒီနေရာမှာကြည့်လိုက်တယ်အနှုတ်နဲ့အပေါင်းနဲ့လက္ခဏာမတူဘူးမတူတော့ကြည့်ရတဲ့ငယ်တာနှုတ်ကြည့်ရလက္ခဏာတက်15ရ30နှုတ်တော့5ကျန်မယ်ဘာကြည့်အောင်15ကြည့်15ရဲ့လက္ခဏာအပေါင်းဆိုတော့အပေါင်းဆိုရေးစရာမလိုတော့ဘူးဒါဆိုနောက်တစ်ခုဆက်သွားကြည့်အောင်အနှုတ်ဒီမှာ negative ကိုတွေ့တဲ့အခါမှာ sorry minus ကိုတွေ့တဲ့အခါမှာကျွန်တော်တို့က plus ကိုပြောင်းလိုက်ပြီးဒါဆိုရင်ကျွန်တော်တို့ဘာဖြစ်မလဲဆိုတော့ကြတော့30ပေါ့30ပေါ့30ကိုကျွန်တော်တို့ကဘာဖြစ်မလဲဆိုကြတော့သူ30 30ဖြစ်တဲ့ကသူ့ကိုပြောင်းပြန်ဆိုတော့ negative 30ပေါ့ဒါဆိုကျွန်တော်တို့ဘာဖြစ်သွားပြီလဲဆိုကြတော့ဒီမှာဖြည့်ရှင်းလိုက်တဲ့အခါမှာကြည့်ရတဲ့ငယ်တာနှုတ်ကြည့်ရလက္ခဏာတက်ဆိုတော့ကြတော့30ရ30ကိုတော့ချမ်းရမယ်30လက္ခဏာကြည့်တဲ့အခါမှာ negative ပေါ့ negative ချမ်းဆိုကြည့်ရမှာဖြစ်ပါတယ်ဒါဆိုရင်နောက်ဆုံးမေးခွန်းလေးဖြစ်တဲ့ negative 60 minus ချမ်းဘယ်လောက်ရမလဲဆိုတာကိုဖြည့်ကြည့်ပေးခဲ့ပါဦးနော်ဒါဆိုရင်ကျွန်တော်ဒီနေ့ညောက်ပြီးခဲ့တဲ့နှုတ်ချင်း subtraction လေးကိုအားလုံးပဲရရှိနိုင်မယ်လို့ပြောလင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်